ဆောက်တရန်ကိုနောက်ကလိုက်ကစားပြီးဖိုင်နယ်တက်ခဲ့တဲ့မန်စီးတီးယမနေ့အချိန်မှကစားခဲ့တဲ့မန်စီးနဲ့ဆောက်တရန်တို့ရဲ့ FA ဖလားဆီမီဖိုင်နယ်ပွဲစဉ်မှာတော့မန်စီးသင်းဟာနောက်ကလိုက်ကစားပြီးအနိုင်ရခဲ့ကဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီပွဲမှာမန်စီးတီးကဒုတိယဦးစားပေးကစားသမားအများစုနဲ့ပွဲထွက်လာခဲ့ပြီးတော့ဆောက်တရန်ကတော့အကောင်းဆုံးလူစင်းနဲ့ပွဲထွက်လာခဲ့ပါတယ်။ဒီပွဲကထင်ရှားသလိုကြီးမကောင်းခဲ့ပေမဲ့စီးတီးကဘန်လီနဲ့ပွဲကလိုမျိုးပုံမှန်ခြေစွမ်းအောက်ကိုရောက်နေပြီးတော့ဆောက်တရန်သင်းရဲ့နောက်ကနေမျိုးလိုက်ပြီးတော့ကစားခဲ့ရပါတယ်။ပထမပိုင်းမှာတော့စီးတီးတို့ကဂိုးပေါက်ချင်းချောင်းမှုတစ်ချိန်လောက်သာရှိခဲ့တဲ့အချိန်တွေဆိုးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့နှစ်သင်းစလုံးရဲ့သွင်းဂိုးတွေကိုမြင်တွေ့ခဲ့ရပြီးတော့ပွဲချိန်89မိနစ်မှာဆောက်တရန်တောင်ပန်ကစားသမားအေဇက်ကအေရီယာထိပ်ကနေပြီးတော့လှလှပပအဆုံးသတ်ခဲ့လို့ဆောက်တရန်တို့ဦးဆောင်ကိုရခဲ့ပါတယ်။ဒါပေမဲ့စီးတီးကချက်ချင်းဆိုလိုပဲခြေပနိုင်ခဲ့ပြီးတော့ပွဲချိန်82မိနစ်မှာဒဂူကအေရီယာပြကနေပြီးတော့ရိုက်တာရဲ့ဖန်တီးပေးမှုအတဆင့်ခြေပါကိုသွင်းယူခဲ့ပြီးတော့ပွဲချိန်89မိနစ်မှာဒဂူရဲ့ဖန်တီးပေးမှုကနေပြီးတော့နီကိုဂွန်ဆာလက်ကအေရီယာပြကနေပြီးတော့အားပြင်းနဲ့ကန်ချက်နဲ့မန်စီးအတွက်အနိုင်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီအားလည်းကြောင့်မလို့မန်စီးအသင်းက FA ဖလားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီးတော့ပြည်တွင်းဖလား3လုံးအောင်ပွဲလမ်းကြောင်းပေါ်မှာရှိနေကြပဲဖြစ်ပါတယ်။